အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများအတွက်ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9ငွေ24ကနေ29အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်တော်ပညာရှိနှင့်သူကြောင့်ကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြူမလဲနေ၏အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမဆောင်ဘဲနေ၏ထိုသူသည်တဲပေါ်မှအိမ်ဆောက်တော်လူမိုက်နှင့်သူကြောင့်ကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြူလဲခြင်းတို့ရောက်လေသည်ဟုဟောတော်မူ၏ဒီကနေ့မှာကျွန်တော်အနေနဲ့ပညာရှိလားလူမိုက်လားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝေမျှလိုတာပဲဖြစ်ပါတယ်ပညာရှိနဲ့လူမိုက်ဆိုပြီးမှပြောထားပါတယ်မိတ်ဆွေအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်သူကြောင့်ကိုငါပုံပြမည်ဆိုပြီးမှပြောထားပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဟောပြောတဲ့စကားကိုနားထောင်ပြီးမှအသက်ရှင်တဲ့သူတွေရဲ့အသက်တာကကြောက်ပေါ်မှာအိမ်ဆောက်တော်သူဖြစ်တယ်။တနည်းအားဖြင့်ကြောက်ဒီမာကျော်တယ်ခိုင်ခန့်တဲ့အလွယ်တကူပျက်စီးလွယ်တဲ့အရာမဟုတ်ဘူး။ဒါကြောင့်မို့ကြောက်ဒီဟုသောဖရာရဲ့နှုတ်ကပတ်တော်ပေါ်မှာအသက်တာကိုတည်ဆောက်ပြီးမှအသက်ရှင်တဲ့သူရဲ့အသက်တာဟာဆိုရင်ပညာရှိဖြစ်တယ်ဆိုပြီးမှပြောထားတဲ့အရာကိုတွေ့ရပါတယ်။ဒါကြောင့်မိတ်ဆွေကျွန်တော်တို့ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ဟောပြောခဲ့တဲ့စကားသူရဲ့ပြည့်ညတ်တွေကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာအမြဲတမ်းနားထောင်ပြီးမှအသက်ရှင်ဖို့လိုပါတယ်။ဖခင်သခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြဲတမ်းနေရာပေးပြီးမှတိဆောက်ပြီးမှအသက်ရှင်တဲ့အသက်တာဖြစ်ဖို့ရန်အတွက်လိုအပ်တာပဲဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်21ထဲမှာငါပညာတို့ကိုရ၍စောင့်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ဆိုပြီးမှပြောထားပါတယ်။သခင်ယေရှုရဲ့ပညာတော်ကိုရပြီးမှစောင့်ရှောက်တဲ့သူကယေရှုကိုချစ်တော်သူဖြစ်တယ်ဆိုပြီးမှပြောထားပါတယ်မိတ်ဆွေဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကယေရှုခရစ်တော်ကိုချစ်တယ်ဖခင်သခင်ကိုချစ်တယ်ဆိုရင်ကျွန်တော်တို့ကဖခင်ရဲ့စကားပေါ်မှာကျွန်တော်တို့ကယက်တည်ပြီးမှအသက်ရှင်ရမှာဖြစ်ပါတယ်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြူမလဲနေ၏တဲ့ဒီအရာကဘယ်အရာကိုဆိုလိုတယ်လဲဆိုရင်စုံစမ်းနှောက်ယှက်ခြင်းကိုဆိုလိုတာပဲဖြစ်ပါတယ်စာရမဏေရဲ့စုံစမ်းနှောက်ယှက်ခြင်းကကျွန်တော်တို့ရဲ့အတ္တထဲမှာကြာရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာဖခင်ရဲ့ဂတိတော်ပေါ်မှာဖခင်ရဲ့စကားတော်ပေါ်မှာရက်တည်ပြီးအသက်ရှင်နေတော့ကြောင့်ကျွန်တော်တို့ရဲ့ foundation ကခိုင်ခန့်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့တသားထဲမှာစုံစမ်းခြင်းနှောက်ယှက်ခြင်းထဲမှာကျွန်တော်တို့ဒီပြူလဲစရာအကြောင်းမရှိဘူးဆိုတဲ့အရာကိုတွေးရပါတယ်အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမဆောင်ဘဲနေ၏ထိုသူသည်တဲပေါ်မှအိမ်ဆောက်သောလူမိုက်နှင့်တူချောင်းကိုငါပြုပုံပြမည်ဖယားရဲ့စကားကိုကြားပြီးမှနားမဆောင်ဘူးထိုစကားအတိုင်းအသက်မရှင်တဲ့သူရဲ့အတ္တကြတော့သူ့အတွက် foundation ကကြတော့ကြောက်ကဲသို့မာကြောတဲ့အရာမဟုတ်ဘဲနဲ့တဲကဲသို့သောအရာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်သူကဖယားရဲ့စကားတော်ပေါ်မှာရက်တည်ပြီးအသက်မရှင်တဲ့အတ္တဖြစ်တယ်တနည်းအားဖြင့်သူဒီလူမိုက်ပဲဖြစ်ပါတယ်ဖယားရဲ့စကားကိုကြားတယ်ဖယားရဲ့အလိုတော်ဘလို့ရှိတယ်လဲဆိုတဲ့အရာကိုသူသိတယ်ဒါပေမဲ့ဖယားရဲ့အလိုတော်ကိုလိုက်လျှောက်ခြင်းမရှိဘူးဖယားရဲ့စကားတော်ပေါ်မှာယက်တီအသက်ရှင်ခြင်းမရှိဘဲနဲ့မိမိရဲ့အလိုဆန္ဒအတိုင်းမိမိရဲ့ဇာတိရဲ့ပြညွန်ရာအသက်တာထဲမှာအသက်ရှင်တဲ့သူကလူမိုက်နဲ့တူတယ်တဲ့ဒါကြောင့်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်တော်အခါကြီးစွာသောပြူလဲခြင်းတို့ရောက်လေသည်ဟုဟောတော်မူ၏လို့ပြောထားပါတယ်စုံစမ်းနှောက်ယှက်ခြင်းကသူ့ရဲ့အသက်တာထဲမှာဝင်ရောက်လာတဲ့အခါမှာသူရဲ့အတ္တထဲမှာနှုတ်ကပတ်တော်အဖြစ်တိဆောက်ခြင်းဖခင်ရဲ့စကားတော်အတိုင်းရက်တည်အသက်ရှင်ခြင်းဂတိတော်ကိုဆွဲလန်းခြင်းတွေမရှိတော့ကြောင့်သူရဲ့အတ္တထဲမှာစုံစမ်းနှောက်ယှက်ခြင်းတွေကြာရောက်လာတဲ့အခါမှာ
တဲကဲသို့သောအိမ်တဲပေါ်မှာစောက်လုပ်သောအိမ်ဖြစ်နေတော့ကြောင့်သူရဲ့အတ္တတာကပြိုလဲသွားရတယ်ပျက်စီးသွားရတယ်ဆိုတဲ့အရာကိုတွေးရတာပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကျွန်တော်တို့ရဲ့အတ္တတာကဖျားစကားပေါ်မှာကျွန်တော်တို့ကရက်တီအသက်ရှင်နေတော့သူလားဒါမှမဟုတ်ရင်ဘုရားစကားကိုကြားပေမဲ့မတိမဲ့မြင်ပြုပြီးမှအသက်ရှင်နေတော့သူလားဆိုတဲ့အရာကိုကျွန်တော်တို့ရဲ့အတ္တထဲမှာဆန်းစစ်ဖို့ဖြစ်ပါတယ်တင်းရဲ့အတ္တဒီလူမိုက်လားပညာရှိလားဆိုတဲ့အရာကိုဆန်းစစ်ဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာလည်းပညာရှိကဲ့သို့အမြဲတမ်းကျွန်တော်တို့ဒီဘုရားစကားပေါ်မှာရက်တည်ပြီးမှအသက်ရှင်တော်သူတွေဖြစ်ရအောင်ဖယားရဲ့အလိုတော်ကိုဆောင်တော်သူတွေဖြစ်ရအောင်မိမိရဲ့ဇာတိအလိုဆန္ဒတွေကိုညှင်းပယ်ပြီးမှဖယားရဲ့ဂတိတော်ပေါ်မှာဆွဲကင်ပြီးမှအသက်ရှင်တော်သူတွေဖြစ်ရအောင်ပညာရှိကဲ့သို့ဖယားရဲ့စကားပေါ်မှာယက်တီအသက်ရှင်တော်သူဖြစ်ရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလိုပါတယ်အားလုံးပေါ်မှာဖယားသခင်ကောင်းချီးရှိပါစေ